အမေရိကန်အစိုးရဟာအီရန်နိုင်ငံရဲ့အစစ်မြစ်အရာရှိကြီးတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ပေးနိုင်သူတွေကိုစုငွေဒေါ်လာ10 သန်းအထိကမ်းလှမ်းလိုက်ပါတယ်။အဆိုပါအရာရှိတွေထဲမှာအီရန်ရဲ့အဓိကခေါင်းဆောင်တစ်လည်းပါဝင်နေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းအမေရိကန်တပ်ဖွဲ့တွေဟာအီရန်နိုင်ငံရဲ့ရေနံတင်ပို့မှုအများစုကိုလှုပ်ဆောင်နေတဲ့ခါ့ဂျွန်ကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေထုတ်ပေါ်နေပါတယ်။ဒါပေမဲ့အမေရိကန်ဘက်ကတော့ဒီတိုက်ခိုက်မှုဟာရေနံအခြေခံအဆောက်အုံတွေကိုဖျက်ဆီးဖို့မဟုတ်ဘဲစစ်ပတ်ဆိုင်ရာပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရှင်းလင်းထားပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောကြားချက်အရလက်ရှိအချိန်မှာအီရန်ရဲ့ရေတပ်လေတပ်နဲ့စစ်အင်အားအတော်များများဟာထိခိုက်ပျက်စီးသွားပြီလို့ဆိုပါတယ်။ရှေ့ဆက်ဖြစ်ပေါ်မဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဒီစစ်ရေးပဋိပက္ခဟာဘယ်လောက်ကြာမြင့်မလဲဆိုတာကိုတိတိကျကျမပြောနိုင်သေးပါဘူး။သို့တော်လည်းလိုအပ်တဲ့လောက်အချင်းယူပြီးဆက်လက်ဆောင်ရွက်သွားမယ်လို့သမ္မတကအတည်ပြုပြောကြားထားပါတယ်။လက်ရှိအခြေအနေမှာတော့အမေရိကန်မရင်းတပ်သား2000ကျော်နဲ့စစ်တင်ပို့3စီးဟာအရှိအလေပိုင်းဒေတာဘက်ကိုဦးတည်ထွက်ခွာနေပြီ